မြို့သားတွေလည်းကိုယ်ဝန်ဆောင်လို့ရကြောင်းတက်သေးပြလိုက်တဲ့ဆယ်လီမီချိုအားလုံးပဲမင်္ဂလာပါရှင်နီကိုဆယ်လီပေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင် Facebook တခွင်မှာပြပြစင်နာမည်ကြီးနေတဲ့ဆယ်လီမီချိုကတော့အခုချိန်မှာကိုယ်ဝန်လည်းထားရပြီးဖြစ်ကြောင်းအသိပေးလာခဲ့ပါတယ်တကယ်မိန်းကလေးစစ်စစ်ဆိုရင်တော့ဒီကိစ္စကအထွေထူးသတင်းတစ်ခုမဟုတ်ပါဘူးဒါပေမဲ့လည်းမီချိုဆိုတာကနာမည်ပြောင်တစ်ခုသာဖြစ်ပြီးတော့တကယ်တော့ယောက်ျားစစ်စစ်ကြီးဖြစ်နေတဲ့ရှိုင်းဝနာဆိုသူဖြစ်တာကြောင့်ပါရှိုင်းဝနာဟာဆယ်လီမီချိုအဖြစ်အောင်မြင်မှုတွေရရှိခဲ့ပြီးနောက်ပိုင်းယောက်ျားပါရအောင်ယူသွားခဲ့တာဖြစ်ပါတယ်။ငယ်စဉ်ကတည်းကနိုင်ငံခြားမှာနေထိုင်ပြီးတော့အလုပ်လုပ်ခဲ့ရသူဖြစ်တာကြောင့်အားကိုးရတဲ့နိုင်ငံခြားသားအမျိုးသားတစ်ယောက်ကိုလက်ထပ်သွားခဲ့ပါတယ်။နှစ်ယောက်သားက2019ခုနှစ်မှာချစ်သူတွေဖြစ်ခဲ့ကြပြီးတော့2023ခုနှစ်မှာတော့နှစ်ဦးသဘောတူလက်ထပ်မင်္ဂလာပွဲလေးကိုကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲနောက်မှာ2024ခုနှစ်မှာတော့အမေမွေးကလေးကပိုင်ဆိုင်လာခဲ့တဲ့အမျိုးသားဘဝကိုဆွန့်လွတ်ပြီးတော့ဘဝကိုပြောင်းလဲခဲ့တာပါ။ဒီလို2025ခုနှစ်အရောက်မှာတော့မွေးရပါမရှိတော့တဲ့အတွက်အမျိုးသားစစ်စစ်တယောက်ဖြစ်ပေမဲ့လည်းကိုဝင်ဆောင်လို့ရတဲ့အကြောင်းထုတ်ပြလာခဲ့တာပါအတော်လေးကိုမှပူနေပြီးဖြစ်တဲ့သူ့ရဲ့ဘိုက်ကလေးကိုထုတ်ပြလာပြီးချစ်ရတဲ့အမျိုးသားလေးအတွက်ရင်သွေးလေးကိုမွေးဖွားပေးတော့မယ့်အကြောင်းအသိပေးလာခဲ့တာဖြစ်ပါတယ်အနောက်နိုင်ငံအစိမ့်မြင့်နည်းပညာတွေနဲ့အတူသူ့ရဲ့မွေးရပါကိုဆွန့်လွတ်ပြေးရနောက်ပိုင်းဘိုက်ထဲကကလေးလေးရရှိအောင်ဆွဲဆောင်နိုင်ခဲ့တာပါမိချိုလိုမျိုးမွေးရပါကိုဆွန့်လွတ်နိုင်ရင်အမျိုးသားတူကြီးလည်းကိုဝင်ဆောင်လို့ရကြောင်းလက်တွေသက်သေပြလိုက်တဲ့ဆယ်လီမိချိုပေါ်မှာထင်မြင်ချက်လေးတွေရှိရင်လည်းပြောခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်